ဟုတ်ကဲ့ဒါလေးတော့နံပြရဲ့ဒါလေးပေါ့နော်ဂျုံမုံလေးနဲ့အဲ့လိုမျိုးဒရေလုံးလေးနဲ့လှိမ့်လိုက်တာပေါ့နော်ကျွန်တော်ချိန်မှာဒီစီးပွားဖြစ်ပေါ့နော်ပြည်ပနိုင်ငံမှာရှိတဲ့သူတွေစမူစာအကြဝေးပလာတာနံပြပေါက်စီပဲလာမုတ်ခါကြမုတ်ပေါ့နော်အဲ့ဒါတွေ online သင်တန်းရတယ်ပေါ့နော်မဟုတ်တမျိုးကိုတသိန်းခွဲပါနော် online သင်တန်းချင်း online ကနေအတက်တင်ပေးပါနော်မြန်မာပြည်အရသာပေါ့နော်online ကနေနံပြအိုးလဲဒီ online ကနေပြီးတင်ပေးပါနော်ဘလို့နီးစနစ်နဲ့လုပ်ရမလဲဆိုတော့အစားဆုံးပြောပေးပါနော်ကျွန်တော်ရော3ရက်နေကြမှာပေါ့ဘိုးရ9ရက်နေမှကျမှ4ရက်နေရတယောက်ရှိရဲ့ဒါလေးကတော့ဒီဟိုပါပေါ့ပဲနံပြပေါ့နော်ပဲပြုတ်နဲ့နံပြပေါ့နော်ပဲပြုတ်နဲ့နံပြကဲလို့တင်တဲ့တော့ကျွန်တော်ဖုန်းနံပါတ်ချပေးတာမယ်နော် Viber ဖုန်းနံပါတ်လေးကိုဆက်သွယ်လိုက်ပါနော်အားလုံးပဲပဲပါနော်